လေဝိညာဉ်ကိုခုဖြတ်ပြီးမှရောင်နေကြတဲ့နေ့တွေကိုရောက်နေယုံကြည်ခြင်းနဲ့ကြိုးစားချမှာချိန်မအောင်မြင်လို့ရောက်မယ်မဟုတ်လားအတရားလားဟာမချောမွေးတဲ့တော့အဝုံကိုစီအားတဲ့ရှိစလားရှောမပေးနဲ့ဒီရေရေမှာကြောဖြတ်သွားညချိုးပဲအဝုံချရတဲ့ခါဒီကိုကြိုးစမိုင်းမှာဒီရေလိုက်တွေတရိပ်ရိပ်တော့လေးပြအားလုံးခရရစနေနေအမေရထားရထထရှိတာအာယံကိုရတာစီနေပါစေအပြေကတော့မဆုံးအားတတိမန်တော်ဟာတတိတရားနဲ့မနေနဲ့အိုရှောမပေးနဲ့မိကေရေရေမှာကြောဖြတ်သွားညချိုးကအဝုံထိုင်ရတဲ့ခါဒီကိုကြိုးစမိုင်းမှာအမရလာမချောမွေးတော့